ကားကိုဘသူကမတ်တက်ရက်ပြီးမောင်းလို့လေဘာလို့မတ်တက်ရက်ဖို့လိုရတာလဲကားအဲ့တော့လီဘာဆိုရင်လည်းနောက်စီကွဲမယ်နော်ပရိတ်အောင်မဲစီပြုတ်ပရိတ်အောင်လည်းမေးပြုတ်မယ်ဆိုတဲ့အနေထားမှာဒီဆိုင်ကယ်ကရက်ကြည့်အောင်ကလွဲပြီးတော့ဘာမှတိတ်ပြီးတော့ရွေးချယ်စရာမရှိ Dude What the fuck အားလုံးလိုက်ပြလို့မရဘူးပြေဒီအိမ်လာကြည့်ကြတော့ဟာဟယ်လိုဇင်ကြီးငါကောင်နေရဝယ်လေးလာလို့ကွာမင်းကားလေးပွင့်ရိုက်ထားလို့ဘယ်မှာလာကြည့်ရမလဲအရှင်ပြရတိုင်းမှာပဲလေငါကောင်အဝယ်ကဖားဗျသေးနေတဲ့အတိုင်းလေးလောက်တောင်မလုပ်ဘူးငါအိတ်ထဲထည့်ထားတယ်လာပြီခုလာပြီနော်ဝယ်အောင်စကားတွေစတယ်နော်ကားလေးတော့ကြိုက်တယ်အယောင်ကကျုပ်အသားရောင်နဲ့လိုင်းမဲ့အယောင်တောက်တာလည်းမရှိဘူးလားဟာရှိတာပေါ့ဗျာရှိတာပေါ့ဆရာကြီးဟာအယောင်တောက်ချက်ကတော့ခမမျက်လုံးတွေပါကန်းသွားမယ်မျက်မှန်တက်ပြီးသားကားကြီးကိုစောင့်နေလိုက်တော့ဒင်းကြီးရေနံပါတ်မိုက်Bruhကားတော့အယောင်တော့ဟက်နေတာဗျာဂျိုးတွေပါလေရောလွတ်သေးလား ချိုးနေမဟုတ်သရေပါလွတ်တယ်ခမပြောတဲ့တောက်ကြီးဗျာတောက်ကြီး တော်လေးချက်ပေးပါဦးအတွင်းကလေးပါလေဝင်ကြည့်အောင် Okay ကားတော့ကြိုက်တယ်ဗျာနည်းနည်းနှိမ့်နေသလားလို့မတ်တက်ရက်လို့မရဘူးဖြစ်နေတယ်ညင်တာလည်းမရှိဘူးလားကားကိုဘသူကမတ်တက်ရက်ပြီးမောင်းလို့လေဘာလို့မတ်တက်ရက်ဖို့လိုရတာလဲကား why ဒင်းကြီးရေငါဆရာကြီးအတွက်ညင်းတာလေးသွားယူပေးပါဦးသွားလာတာများနေညကြိုင်ညောင်းလေးပြမာဆက်လေးတော့လိုက်ဖို့လိုက်အောင်မင်းရတယ်ဒီ point တိုင်မာဆက်တယ်မဟုတ်ဘူးလမ်းချိတ်ဆက်နေပါတက်ချိတ်သွင်းပါ Got it နည်းနည်းနေတယ်ဗောနည်းနည်းနေနေတယ်မြင့်မြင့်လေးလိုချင်တာโอเคကားတွေတစ်စီးပြီးတစ်စီးကြည့်ရတာဘိုင်းလေးတောင်နည်းနည်းစားလာလို့ ကျွေးမှာပေါ့ကျုပ်ကျွေးမှာပေါ့ဆိုင်ရှင်ကြီးမှာပါလာဆိုင်နေ တကယ်သဘောကောင်းတဲ့ပွဲသားတော့သွားကြဆရာကြီးကငွေဘယ်လောက်သုံးပါလဲ ဟိုးမြင်ဆောင်လေးတွန်းလာတယ်ဘိုင်းမဝတယ်လို့ခေါက်စိုးရော်လေးတစ်ဘောလောက်မှာပေးပါဦး ဆွဲအမုံဆွဲခေါ်တော့ကြောင်တော့ဘယ်လိုက် အခုတော့ဖြစ်တော့မယ်ထင်တယ်ကြီးကျယ်တစ်ခုခုတော့အေးအခုတော့ကြီးကျယ်ဖြစ်တော့မယ်ထင်တယ်နော်ခံစားနေရအဲ့လိုမျိုးလေကြီးလေကျယ်တွေပြောရင်သိတယ်မလားနည်းနည်းကြောက်อ่ะဒါလည်းလူကားပဲဗျတားတွေကလည်းအနက်တွေနဲ့ အဲ့လိုဖြစ်နေရမှာ မိုက်တယ် ကြရင်ပိုင်းချင်းကျွန်တော်ဈေးလန့်စစ်ပေးလိုက်မယ်ဒီနေ့ဆန်ချမှာမလား ဟာခဏနေဦးကားရင်လာကြည့်ထားတာဗျာကားရင်လာကြည့်ထားတာ ခမရအခုဝယ်မှာမဟုတ်ဘူးလား စုကြီးကနောက်9လနေမှာပေါက်မှာကားရင်လာပြီးကြိုကြည့်ထားတာဗျာဆရာကြီးဟာ ဝါမှာအဲ့လိုပဲလေကြီးလေကျယ်ပြောတဲ့လူတွေကပူကြောက်อ่ะဒါပဲ
နောက်9လောက်တော့ဒီကားကြီးကရှိပါအောင်မလားစူကြီးရမှာပတ်စံခိုင်ပြီးလာခဲ့ပါတော့ဗျာ အဲ့ဒါပြန်တော့မယ်ကားဂိတ်လေးတောင်လိုက်မပို့တော့ဘူးလား ဖြစ်တယ်လို့သာပြန်လိုက်ပါတော့ဗျာ Come on now, dog. Come on, man. ငငယ်ကြီးဒီညကညောတော့ပေါ့ငါပဲနင်းပေးလိုက်ပါတော့မယ်ငငယ်ကြီးဟာမလို့ခေါ်လာတာခကြီးကိုပွင့်သွားတာပေါက်ပြီဟဲ့ပေါက်ပြီဟာ ဟိုပဲဆိုပဲ ဟယ်လို ဝေးဒီတကယ်လေးရှိသေးလားဒီလေးပွားရိုက်မလို့ အဲ့လိုရင်မချင်းနီးတဲ့ညီကိုတွေလိုချင်နာကိုကြီးဆိုင်ကကိုကြီးရှေ့မှာရှိတယ်ရှေ့နောက် IRC အပြည့်ဘီးမဟုတ်ဘူးနော်အဝယ်မဆိုင်ပါရိုက်ကွာ အဲ့ဒါလေနားမလဲတော့ အောက်ပိုင်းလေးရောကိုလှ မင်းအကျော်ပုံမြင်ဘူးလားအဲ့အတိုင်းပဲကွာ Nice. Bruh, chill. My time has come. လာခဲ့လိုက်တော့ကိုကြီးဖေးရချင်းနေလေး အင်ဂျင်တစ်ပေါက်မီးတောက်ဒီပါဆွဲနောက်စီကွဲပရိတ်အောင်မွေးစီပြုတ် of those inside low kicks. စီးပြေးပြေးထားတယ် အဲ့ဆိုရက်ပဲကြည့်ရတော့မှာဗောအနေထားနော်ဘယ်အမှမလုပ်ဘူးနော်ဘရိတ်ဆွဲလဲမေးရပြုတ်အောင်မှာလီပါဆွဲလဲโอเคအဲ့တော့ရက်ပဲကြည့်ရမယ်သဘောမှာရှိ ဖေးရချင်းနေလေး အင်ဂျင်တစ်ပေါက်မီးတောက်ဒီပါဆွဲနောက်စီကွဲ အဲ့တော့လီပါဆွဲရင်လည်းနောက်စီကွဲမယ်နော် ပရိတ်အောင်မွေးစီပြုတ် ဗတဲ့အိုးလည်းမေးပြုတ်မယ်ဆိုတဲ့အနေထားမှာဒီဆိုင်ကယ်ကရက်ကြည့်အောင်ကလွဲပြီးတော့ဘာမှတိတ်ပြီးတော့ရွေးချယ်တယ်မရှိ The biggest piece of dog shit. Stop it. Get some help. စီးပြေးပြေးထားတယ် โอเคကိုကြီးရေခွက်ဘေးချပြီးတော့စောင့်နေလိုက်တော့ညီလေးကိုယုံနေမလား ဘူးမဆိုင်ကယ်ခိုးအောင် So that was a f***ing lie. Come on, man. ရေကွက်ဘာလို့ဘေးချခိုင်းတာ ဝေးဖို့လေကိုကြီးက ငွေကြီးဖို့โอเค ရေဖလားလေးတစ်ခွက်လောက် တကယ်ကြီးရေခွက်ကြတာလား ချင်းညီလေးချင်းနေလေး ခဏလေးတော့ကိုကြီးရေကျွန်တော်ခုမှသွားနေလို့ရ တောင်းလိုက်ပဲညီလေးဟာ ဘာနေရလားပတ်မောင်းနေရလား ဒါဖေးအဲ့လေးဘွားလောက်တောက်ရင်တော့ရင်တုံပြီးတော့တိမ်ပါပဲ ညီလေးချင်းနေကိုကြီးဟာရတော့မှလား ကိုကြီးရေသူ့အိမ်နဲ့တိုင်မင်းနေလို့ခဏလေးနော် โอเคညီလေးရေခွက်ကြီးကသွန်ပြေးရတော့မှလား အဖေးလေးကွာ energy drink နှစ်ဘူးတိမ်ပါပဲ ဟာလေ We got him. အိမ်ပြန်ညင်းနေပြီမင်းတို့ကမဟုတ်တော့ဘူး ခဏလေးနော်ကိုကြီး
ခုလာပြီကိုကြီးဟာခုလာပြီ ခဏအမေကလည်းဖုန်းနေဆက်နေပြီချက်လည်းတော့ကြောက်နေအင်ဂျင်ရမှာပြင်းနေ Emotional damn it Oh my. လာဤပေါ့မင်းတို့ကစောနေသွားဖို့ဆိုင်ငယ်ကားတော့ရိုးရိုးမငါဘူး။ဝိုင်းရိုက်ဆိုပြီးယူသွားကြတာ။စိတ်ရင်းကြကောင်းသားပဲ What the fuck? မန္တလေးသားတွေကအဲ့လိုပဲလားဟာကိုယ်ဆိုင်ငယ်နဲ့ကိုတော့စော်နဲ့ဒိတ်လေဟာပြဿနာပဲဟာဒီမန္တလေးသားတွေကွာဒီကိုမြင်းသောင်းတွေကတော့ပြဿနာပဲအာငါရန်ကုန်သားလိုက်မမီတော့ဒီကွာ It's the biggest piece of dog shit. Stop it. Get some help. အစော next level ရောက်သွားပြီငါဘာများဖြစ်မလဲလို့မျောလင်းတကြီးနဲ့စောင့်နေတာ And you know what time it is? Disco time. ဟာ ။ဟယ်လို။လေစပိန်ရှိလား။အိုင်းပေါ်မှာတွေ့လို့။ဟုတ်ကဲ့ဗျ။ရှိပါလေဗျ။အဲ့ဆိုကိုကြီးကိုလာပြလို့ဗျ။ဟုတ်ကဲ့ရပါတယ်ခင်ဗျ။ဘယ်လာပြရမလဲ။ရှင်းထွန်းတောင်ပေါ်ရောက်နေရညီလေး။တာဝရင်သာတိတက်ပြလို့ရတယ်။ကျွန်တော်ဘိန်းကောင်းကြောင်ပြချင်တာနဲ့ တောင်ပေါ်တီးတောင်ပေါ်တီးပါတက်မှာကွာ အဲ့မှာရက်ဆောင်နေလိုက်တော့ကိုကြီးရဲ့ တက်ပြီလေโอเคเนาะတနေ့တော့မန္တလေးကเนาะကိုမြင်းဆောင်သူလေးတယောက်နဲ့တော့အဲ့လိုမျိုးတောင်ကြည့်ကျင်သေးတယ် friend တို့ What the fuck, bro? တူပေါ့လေဘာညာပေါ့ ရိုင်းနေနော်ရိုင်းနေနော် တေးပါပြီဒူးတွေတော့ ညနေမလားကျွန်တော်ဘယ်ကပေါ့ရွှွနေရပဲချက်တော့မဟုတ်တယ်ဟာပေါ့ရွှွနေရပဲဘာသာထိုးတယ်မှာလင်းရင်လေးအောင်မယ်စမ်းစီကြည့်လို့ရရမှာရတယ်ကိုကြီးနင်းကြည့်လိုက်ဘိတ်တော့ကလက်ကြည့်စရာမလိုဘူးတွေ့လားသူကြီးမှမပါတဲ့ဘတ်မှန်ကြုတ်တက်ပေးထားတာ အမိုက်တယ်ဆွဲဘတ်မန်နဲ့ I got you, homie. Let's go. ရှင်းဘိန်းသွားရင်နောက်ဘိန်းလိုက်လို့မမီဘူးကဲစောနင်းကြည့်လိုက် တောင်းဒီဆင်းသွားပြီးတော့ပြန်တက်မလာတော့ဘယ်လိုလုပ်မလဲပြန်မမှတ်ဘူးနော်တကယ်မမှတ်ဘူးလောက်ပါဦးအေး new balance ဟမ်မိုက်တယ် ငါတော့မောပြေနေပြီပြန်တက်မလာသေးဘူး ခဏပါတယ် iPhone ကနေ Redmi လေးတောင်ဖြစ်သွားပြီ Now I'm really mad နော်ကိုမင်းဆောင်နေတကွက်ပြလိုက်တာ ဒီနေ့ခေါ်ဆိုတော့တယ်လီဖုန်းမှာစက်ပိတ်ထားပါရဲ့ရှင် Boom, roasted. လာသွားပြန်ပြီရေအစင်းဘိန်းတက်ပေးတယ်ဆိုတာဒါမျိုး Sorry. နင်းပြေပြီတင်ပါတယ်ကွာ ကြီးပတ်တွေမှာဖြတ်သွားပြီတယ်လေ ဟယ်လို ယိုကီလိုင်းပေါ်လဲဘာမှတင်မထားဘူးကွက်ကြံလေးဘာပေးစရာရှိတော့ အဲ့လိုပဲပြောလိုက်ပါလား လက်ပြူကြီးပဲရှိတော့တယ်ငါတော့လိုက်ပြလို့မရဘူး
ပြင်ကြည့်ရင်အိမ်လာကြည့်ကြတော့ဟာ အာတော်သေးတာဟောတူသွားတော့ရှစ်ဟုတ်တယ်လေဒါပဲကြံတော့လေလေဟာကွက်တီပဲ Oh my god ဒီလောက်ဆိုရင်နော်ဒါဆိုရင်ကွာသားရှိတားပြီးတော့ secret ရေးလို့ရပြီဘာညာ ထောင်ကွက်ကြံလေးဘာပေးစရာရှိတော့ လက်ပြူကြီးပဲရှိတော့တယ်ဟေးဒါတော့လိုက်ပြလို့မရဘူးအပြင်ကိုကြည့်ရင်အိမ်လာကြည့်ကြတော့ဟာ လိုက်ပြလို့မရတာရစာလိုက်တာအာ对ကဲကြည့်ကြည့်စီးပြီးပါလို့အားလုံးနော်